အားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့မတ်ရွှေပြပြပဲဖြစ်ပါတယ်ရှင်။ဒီနေ့လုပ်တော့မယ့် experiment လေးကတော့ the properties of solids, liquids and gas ဆိုတဲ့ experiment လေးကိုလုပ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်။ So let's go. ပထမဆုံးလိုအပ်တဲ့ ingredient တွေကတော့ solid ဖြစ်တဲ့ဒီစားရယ်အိမ်သုံးစားရယ်ပြီးသွားရင်ဒီဆေးထိုးအပ်ရယ်ပြီးရင်ရေရယ်ပေါ့နော် so let's go ပထမဆုံး solids liquids and gas သုံးခုရှိတဲ့အထဲမှာgas ကနေအရင်စလုပ်ပြသွားပါမယ်ပထမဆုံးဒီဆေးထိုးအပ်ကိုဒီအဖုံးတွေအပ်တွေအရင်ချွတ်လိုက်ပါမယ်300တွေပါ okay ပြီးလို့ရှင်လေကိုစုပ်ရအောင်ဒီနားကိုနည်းနည်းဒီနားလောက်ထိစုပ်လိုက်မယ်2 cm အထိစုပ်လိုက်မယ်ပြီးရင်ဒီထိပ်ကိုပိတ်မယ်လက်ညှိုးနဲ့ဒီလက်ညှိုးမှာတော့ဒီ push လုပ်မဲ့ဒီလမ်းမှာအားကုန်သုံးပြီးတော့ပြီးတော့ push ကြည့်ရအောင်မရှိသမျှအားကုန်သုံးပြီး push တာဒီ1 cm မှာရက်သွားတာတွေ့ရပါမယ်ဒါအကုန်အားကုန်ပြီပေါ့နော်ဘလို့မှဆက်ပြီး push လို့မရတော့ဘူးအဲ့တော့ gas can be compressed ဖြစ်ပါတယ်အဲ့ဒါပြီးရင်တို့ရေကိုလှုပ်ကြည့်ရအောင်ရေလှုပ်မယ်ဆိုတော့ဒါနားထားလိုက်ပြီနော်liquid ဖြစ်တဲ့အရည်ကိုနေရာမှာရွှေပြရောရှည်ပဲသုံးလိုက်ပါတယ်နားတော့ဖြစ်ရပြီပြီးရင်လေခိုးမှုမရှိအောင်ဝေးအစားပြန်ဆုပ်မယ်နားတော့ထိဆုပ်လိုက်ရတော့ဒီမှာထုံးစံတိုင်း2 cm အထိဆုပ်လိုက်ပါတယ်2 cm အထိရသွားပြီဆိုလို့ရှိရင်ဒီလက်ညှိုးရယ်ဒီနောက်ဆုံးဒီ push လုပ်မဲ့လမ်းမရေမှာရှိသမျှအားကုန်သုံးပြီးတော့ pushing လုပ်လိုက်မယ်ဆိုလို့ရှိရင်လုံးဝရှေ့ကိုလုံးဝရှိသမျှအားကုန်သွင်းလို့ရှိရင်လည်း gas လိုမျိုးမသွားဘဲနဲ့တော့ဒီနားမှာပဲရက်သွားတာကိုတွေ့ရပါတယ်အဲ့တော့ liquid cannot be compressed ဆိုတဲ့တက်တည်ပြချက်ကိုရမှာပဲဖြစ်ပါတယ်ပြီးတော့လို့ရှိရင်အခု gas ရယ် liquid ရယ်ပြီးတော့ဒီ solid ကိုစမ်းကြည့်အောင် solid ကိုစမ်းမယ်ဆိုတော့ဒီအိမ်သုံးစား solid နေရာမှာအိမ်သုံးစားတစ်ခုကိုသုံးထားပါတယ်ထည့်ကြရအောင်ဟောစားအခဲလိုက်ဖြစ်နေပါတယ်ဝေးထည့်ရလားဆက်လိုက်ပြီးလိုက်ဟိုထဲ့တာ extreme ဖြစ်သွားတဲ့အတွက်နည်းနည်းပြန်ထုတ်ပါမယ် okay နည်းနည်းများထုတ်တာများတော့လည်းနည်းနည်းပြန်ထည့်ပါမယ် okay ဒီနားလောက်ဒီခါကတော့ဒီနားထုံးစံတိုင်းပဲ2 cm နီးပါပေါ့နော်2 cm အတိအကျတော့မဟုတ်ဘူးဒါကိုလည်းခုနက liquid နဲ့ gas ကိုလှုပ်လိုက်သလိုပဲကောင်ကိုလည်းဖိပါမယ်ဖိမယ်ဆိုဖိမယ်โอเคဒီမှာတော့အစရရတော့ဒီနားလောက်ပဲရှိတာအဲ့ဒီနားကိုလုံးဝဆက်တွန်းလို့မရတော့ဒီနားမှာရှိရဲ့အားနဲ့အကုန်တွန်းတယ်ဒီလက်ညှိုးမှာလည်းရှိသမျှအားကုန်နဲ့ဖိရဲလုံးဝတွန်းလို့မရတော့ပါဘူးအဲ့တော့ဒီ solids လည်း solid cannot be compressed ဆိုတဲ့ဟာကို experiment လေးလုပ်ပြသွားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်